2025ခုနှစ် နိုဝင်ဘာ2ရက်နေ့တနင်္ဂနွေနေ့ရက် Trumpet ကောကောင်းစဉ်လေးကတော့ကျွန်တော်တို့ habitual prayer in solitude လို့ပြောပါတယ်စိတ်ငြိမ်ရာအရာမှာဆူတောင်းတတ်တဲ့အသက်တာပြောပါတယ်လူကခန်းကြီး9ငယ်16ထဲမှာသခင်ယေရှုခရစ်တော်ကစိတ်ငြိမ်ရာအရာမှာဆူတောင်းတယ်ဆိုတာကိုဖော်ပြထားပါတယ်အကြောင်းဒီနေ့ကျွန်တော်ဟာအသက်တာမှာဆူတောင်းဖို့ရန်အတွက်ကျွန်တော်ဒီထိုကဲ့သို့သောနိလန်တွေရှာပြီးဆက်ကရှိပါပြီလားဒီလိုရှိပါတယ်နေဆူတောင်းရမယ်ချက်တော့ဒီကောင်းဆောင်ကြီးတွေဘုရားသခင်နဲ့ဆူတောင်းခြင်းထဲမှာအချိန်များများယူတတ်ဖို့ရန်အတွက်ဆူတောင်းပေးဖို့လိုပါတယ်Martinicရဲ့ HCF တွေက Cell Line Process ကိုနဲ့ training ကိုလုပ်ဆောင်ရှိတဲ့အတွက်ကြောင့် Kriya ဆူတောင်းပေးကြပါစို့